လက်ဖျားတော့မလုံနိုင်တဲ့ဒုက္ခိတတရားလူသက်ဆက်ဖြစ်သွားတော့အခါဒီဇလန်နဲ့မင်းသားဂရိရဲ့ဘဝကတော့စက်ပစ္စည်းလွှမ်းမိုးရတဲ့ခကြီးရဲ့မှာအထီးကျန်ဆန်စွာကျင်းခဲ့တဲ့ရှေးဝဲဆွဲလူသားတရားပါလာမပေါ်မှာအလိုလျောက်မောင်းတဲ့ငြိမ်တို့ကားတွေနေရာယူထားပေမဲ့ဂရိကတော့စီပီရေးပေးခံပြီးကိုယ်တိုင်ပြင်ရတဲ့ရှေးအောင်ကားတွေကိုပဲမြင်လို့သူပေါ့သူ့ရဲ့ဘဝတစ်ခုတည်းတော့အလင်းအောင်ကတော့နိပညာကုမ္ပဏီမှာလုပ်တဲ့သူ့ရဲ့ချစ်စနီးတဲ့အာရှာပါပဲဒါပေမဲ့ကန်တရားကမျက်လက်ပြလိုက်တဲ့ခဏမှာပဲအရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်တနေ့မှာသူတို့ဇနီးမောင်နဲ့စီးလာတဲ့နိပညာမြင့်အလိုလျောက်မောင်ကာကြီးရုတ်တရက်ဂျားပြထိန်းချုပ်ခံရပြီးသူတို့ထိန်းချုပ်လို့မရတော့ပဲလူပြတ်တဲ့ရက်ကွက်မှတစ်ခုမှာတမင်တက်မောက်ချခံရပါတယ်အဲ့ဒီညကဂရိအတွက်တော့ငရဲပါပဲမောင်လေးကနေမျက်နှာဖုံးစုလူစုရောက်ရှိလာပြီးဂရိရဲ့ message ရှိပါတယ်သူ့ရဲ့အချစ်ဆုံးဇနီးတဲ့ကိုရဲဆက်ဆက်တပ်ပစ်လိုက်ကြပါတယ်ဂရိဒီလိုနဲ့ဂရိတရားသူ့ဇနီးတဲ့အသက်ခံရတာကိုဘာမှမလုပ်နိုင်ပဲထိုင်ကြည့်နေခဲ့ရပြီးနောက်သူပြန်လွတ်လာတဲ့အချိန်မှာတော့အဲ့ရပေါ်မှာလဲနေတဲ့အောက်ပိုင်းတင်နေတဲ့လူတစ်ယောက်ဖြစ်သွားခဲ့ပါပြီလက်ချောင်းလေးတစ်ချောင်းတော့လှုပ်လို့မရတော့တဲ့ဘဝဇနီးတဲ့လည်းမရှိတော့တဲ့ဘဝမှာဂရိတရားတိမ်မရက်ကိုလက်ထိုးရည်နေရပါတော့တယ်ရဲတွေကလည်းတရားခံကိုမဖော်ထုတ်နိုင်အထီးကျန်မှုဒဏ်ကိုလည်းမခံနိုင်တဲ့အဆုံးဂရိတရားစေးလိုညိုတောက်ပြီးတက်တည်မှုစူးစမ်းခဲ့ပါသေးတယ်ဒီအချိန်မှာပဲအာရုံဆိုတဲ့နိပညာတထေးကြီးတရားရောက်လာပြီးဂရိကိုမငင်းနိုင်တဲ့ကရမှုတစ်ခုလုပ်ခဲ့ပါတယ်မင်းလမ်းပြန်လျှောက်ခြင်းလားမင်းဇနီးတဲ့အတွက်လက်စားပြန်ချေခြင်းလားတဲ့သူတီထွင်လာတဲ့ stem လို့ခေါ်တဲ့နေတူပြစ်ပြားလေးတစ်ခုကိုဂရိရဲ့ကျုံးရဲထည့်လိုက်မယ်ဆိုရင်အုံတော့နဲ့ပြတ်တောက်နေတဲ့အာရုံကြောတွေကိုပြန်ဆက်ပြီးအရင်လိုလမ်းပြန်လျှောက်နိုင်မယ်လို့ဆိုပါတယ်ဂရိလည်းဆုံးရှုံးစရာဘာမှမရှိတော့တဲ့လူမျိုးဒီစမ်းသပ်မှုကိုလက်ခံလိုက်ပါတယ်ခွဲစိတ်မှုပြီးလို့မျိုးလုံးဖွင့်ကြည့်တဲ့အခါမှာတော့ဂရိဟာလမ်းပြန်လျှောက်နိုင်ရုံနဲ့မကပါဘူးသူ့ခေါင်းထဲမှာ stem ဆိုတဲ့နေတူရဲ့အတန်ကိုပါစကြားလာရပါတယ် stem ကပြောပါတယ်ငါကမင်းရဲ့ခန္ဓာကိုယ်ထိန်းချုပ်မှာမဟုတ်ပါဘူးမင်းရဲ့အစိမ့်မြင့်လက်ထောက်ဖြစ်နေပဲကိုကြီးပေးမှာပါတဲ့ဒါပေမဲ့ဒါဟာကြီးမားတဲ့လေစားမှုတစ်ခုရဲ့အစမှဂရိမသိခဲ့ပါဘူးစတန်ရဲ့စွမ်းရည်ကကြောက်စရာကောင်းအောင်မြင်မာလုံးပါတယ်ရဲတွေတော့မမြင်နိုင်တဲ့လုံခြုံရေးကင်မရာမင်ဝါတဲ့တဲခန်လေးစတန်ကချက်ချင်းဖော်ထုတ်ပေးလိုက်တယ်ဂရိတယာစတန်ရဲ့အကူအညီနဲ့သူ့ဇနီးတဲ့ကိုတတ်သွားတဲ့တဲခန်ဆက်ဆိုတဲ့လူရဲ့အိမ်ကိုရောက်သွားပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကဂရိကကားပြည့်စရာပါရံဖြစ်တဲ့လူမဟုတ်ပါဘူးတဲခန်ကသူ့ကိုတတ်ဖို့လုပ်နေတဲ့အချိန်မှာဂရိတယာကြောက်လန့်ပြီးဘာလို့မှမသိဖြစ်နေပါတယ်အဲ့ဒီအချိန်မှာစတန်ကပြောလာတယ်ဂရိငါ့ကိုခွင့်ပြုတတ်ပေးလိုက်ပါငါဝန်တတ်ပေးမယ်တဲ့ဂရိကခွင့်ပြုလိုက်ပြီလို့ပြောလိုက်တာနဲ့တပြားနဲ့ဖြစ်သွားတဲ့တိုက်ကွက်ကမျက်စိနဲ့တော့လိုက်မလို့ပါဘူးဂရိရဲ့ခန္ဓာကိုယ်ကြီးကစိတ်ရုပ်တရုပ်လိုတိကျမျက်စံလုံးနဲ့လှုပ်ရှားမှုတွေနဲ့တစ်ဖက်လူကိုအသာလေးနှိမ်နှင်းလိုက်နိုင်ပါတယ်ဒါပေမဲ့ဂရိထင်မထားတော့ကသူ့ရန်သူတွေဟာတာမန်လူစုတွေမဟုတ်ကြပါဘူးသူတို့ကလည်းဂရိလိုပဲခန္ဓာကိုယ်ထဲမှာလက်နဲ့မြုပ်ထားတဲ့လူသားစိတ်တွေဖြစ်နေတာပါဇလန်ကဒီနေရာမှာလက်ကွက်ဆပါပြီဂရိဟာဟက်ကာတဲ့အကူအညီနဲ့အာရုံရဲ့ထိန်းချုပ်မှုအောက်ကနေစတန်ကိုလွတ်လပ်ခွင့်ရအောင်လုပ်ပေးလိုက်ပါတယ်ဒါဟာအမားကြီးတစ်ခုဆိုတာသူမသိခဲ့ပါဘူးနောက်ဆုံးမှာဂရိဟာလက်တဲ့တရားခံ first ကိုတတ်နိုင်ခဲ့ပြီးအဓိကဒလန်ကသူ့ကိုစေကူတာပေးခဲ့တဲ့အာရုံတိုရာသိလိုက်ရပါတယ်ဂရိတရားအာရုံစီဒေါသတကြီးနဲ့ရောက်သွားခဲ့ပါတယ်ဒါပေမဲ့အာရုံပြပြတဲ့အမတ်တရားကဂရိကိုဆွန့်အားသွားစေခဲ့ပါတယ်တကယ်တော့အာရုံဟာဒလန်မဟုတ်ပါဘူးသူဖန်တီးရတဲ့ stem ဆိုတဲ့နေတူကအသိဉာဏ်လုံခဲလာပြီးအာရုံကိုပြန်ထင်းချုပ်ထားတာကြာပါပြီ stem ဟာလူသားတယောက်ရဲ့ခန္ဓာကိုယ်လိုချင်နေခဲ့တာပါဒါကြောင့်ဂရိရဲ့ကားကိုစနစ်ပေါက်ထွင်းပြီးမောက်ခံခဲ့တာဇနီးတဲ့ကိုတက်ခန်းခဲ့တာဂရိကိုဝီးချဲပေါ်ရအောင်လုပ်ခဲ့တာတဲ့အာရုံက stem ရဲ့အစီအစဉ်တက်ပါပဲဒီဝေချက်ကဂရိစိတ်သက်ကြပြီးသူ့ခန္ဓာကိုယ်ထဲကို stem ထည့်သွင်းလာအောင်ဇက်ကွက်ဆင်ခဲ့တာဖြစ်ပါတယ်ဂရိဟာသူ့အယုံကြည်ရဆုံးဆိုတဲ့အရာရဲ့လဲစားခြင်းကိုခံရပါပြီနောက်ဆုံးမှာတော့ရဲမေကွာဒတ်ရောက်လာပြီးသူတို့ကိုဖမ်းဖို့ကြိုးစားပါတယ်အဲ့ဒီချိန်မှာ stem ကဂရိရဲ့ခန္ဓာကိုယ်ကိုအလုံးစုံထိန်းချုပ်ဖို့ကြိုးစားပါတော့တယ်ဂရိကခွင့်မပြုတဲ့အတွက်သူ့လက်နဲ့သူပြန်ထိုးခိုင်းတာမျိုးတွေလုပ်ပြီးညှင်းဆဲပါတယ်ဂရိရဲ့စိတ်ဟာဒဏ်ရာတွေဝန်းနေမှုတွေနဲ့ပြည့်နှက်နေတဲ့အချိန်မှာ stem ကသူ့ကိုနောက်ဆုံးကမ်းလှမ်းမှုတစ်ခုလုပ်လိုက်ပါတယ်ဂရိမင်းရန်ပင်မနေပြီးမင်းနားလိုက်ပါတော့ဆိုပြီးသူ့စိတ်ကိုဖန်တီးရတဲ့ကဘာတစ်ခုတည်းကိုပို့လိုက်ပါတယ်ဂရိရဲ့အာယုံဟာရုတ်တရက်ဆေးရုံခန်းတစ်ခုမှနိုးထလာပါတယ်သူ့ရှေ့မှာသူ့ဇနီးအာဆာကအသက်ရှင်လျက်ပြုံးပြနေပါတယ်ဂရိတယောက်ဒါဟာအိမ်မက်မှန်တိပေမဲ့ဒီကဘာတုတွေကမတောက်ခွာကျင်တော့ပါဘူးဒါပေမဲ့လက်တွေကဘာမှာတော့ဂရိရဲ့ခန္ဓာကိုယ်ကြီးကမတ်တက်ထိုက်ရလိုက်ပါတယ်သူ့မဲ့လုံးတွေကခံစားချက်မဲ့နေပြီးစိတ်ရုပ်တရက်လုံးဖြစ်သွားပါပြီစတမ်ဟာဂရိရဲ့ခန္ဓာကိုယ်ကိုအပြည့်အဝပိုင်ဆိုင်သွားပြီးရှေ့မှာရှိတဲ့အာရုံကိုရောရဲမေကိုပါတက်ပစ်လိုက်ပါတယ်ဂရိရဲ့ခန္ဓာကိုယ်ထဲမှာလူသားစိတ်ဆိုတာမရှိတော့ပါဘူးသူချစ်ရတဲ့မိန်းကလေးရှိတဲ့စိတ်ကူးရဲ့ကဘာထဲမှာပဲပိတ်မိနေပြီးလက်တွေပေါ်မှာတော့လူသက်စိတ်ရုပ်ကြီးဖြစ်ကြံရစ်ခဲ့ပါတော့တယ်နောက်တစ်ခါတလေမှာတက်ရှင်ရတဲ့တေဆုံးနေရတာကတေဆုံးခြင်းနဲ့ပိုဆိုးရပါတယ်လို့ပြောရင်ဂရိကထောက်ခံမဲ့ပုံပါပဲ